အားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးဝါသနာရှင်ပရိသတ်များခင်ဗျာဒီနေ့မှာတော့အင်္ဂလန်ပရီးမီးယားလိရဲ့ကျင်းနေရှိမဲ့လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ဖူဟန်နဲ့အာဆင်နယ်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကိုရှုတော့9ခုကနေသိစိတ်သိဆက်ပြသွားမှာဖြစ်ပါတယ်ဒီကွဲကိုတော့ဖူဟန်တို့ရဲ့အိကွေးဖြစ်တဲ့ခရဘန်ကော့တိတ်ကွေကြီးထဲမှာကစားသွားမှာဖြစ်ပါတယ်တမန်ကျရကြည့်ရင်အာဆင်နယ်ဟာဖူဟန်နဲ့တွေ့တဲ့နောက်ဆုံးစနစ်ပွဲမှာဆက်တဲ့ပွဲထိရှုံးနေခြင်းမရှိပဲပြသပါစီရထားပါတယ်ဖူဟန်ဘက်ကတော့အိကွေးမှာအာဆင်နယ်ကိုနိုင်ရဖို့ကြိုးစားနေတာဖြစ်လို့ဒါဟာစိတ်ဝင်စားစရာစိတ်ခေါ်မှုတရဖြစ်လာမှာပါအာဆင်နယ်ဟာဒီယာဒီမှာဝေကွင်းနိုင်ပွဲတွေဆက်တိုက်ရယူပြီးခံစစ်ပိုက်တင်လင်းမှုမှာလည်းထိတ်တန်းစစ်ရှိနေပါတယ်ဒေတာတွေရဲ့ချက်လက်တွေအရသူတို့ဟာဝေကွင်းနောက်ဆုံး9ပွဲမှာပေးကိုလွန်နေပါတာကြောင့်ဖူဟန်တိုက်စစ်အတွက်ကြော်ဖြတ်ဖို့ခက်ခဲပါလိမ့်မယ်ခရီဘေကော့တိတ်အကွင်းအားသာချက်ဖူဟန်ဟာသူတို့ရဲ့ခရီဘေကော့တိတ်အကွင်းမှာဆိုရင်တိတ်ကြီးတွေကိုဒုက္ခပေးလိမ့်ရှိတဲ့ပေးပါသူတို့ရဲ့တောက်ပန်တိုက်စစ်ကနေဖြတ်တဲ့ဘောတွေပြိုင်ဘက်ကိုချိချုံနေစွမ်းရှိတာကြောင့်အာဆင်နယ်ခံစစ်နေနဲ့မှားယွင်းမရှိဖို့လိုပါတယ်အာဆင်နယ်ရဲ့ကွင်းလယ်ဖတ်တီရှင်အိုဒီဂါရဲ့ပြပို့မှုတွေနဲ့ဖူဟန်ရဲ့အဓိကတိုက်စစ်မှုတို့ကဘယ်သူကပွဲစဉ်ကိုလှည့်ပြောကိုဖန်တီးပေးပါမလဲဆိုတာစောင့်ကြည့်ရမှာပါသူတစ်ဖြစ်အာဆင်နယ်ရဲ့တောက်ပန်တိုက်စစ်ကဆာဂါရဲ့ခြေစွမ်းဟာလည်းဒီပွဲရဲ့ဆုဖြတ်ဖြစ်လာနိုင်ပါတယ်အတီတာရဲ့ဇနေတကြထိချုပ်ကစားတဲ့ပုံစံနဲ့ဖူဟန်ရဲ့တပြတိုက်စစ်နီးဗျူဟာတွေအပြိမဲ့ပွဲဟာနီးဗျူဟာပိုင်ရတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်လာမှာပါကျွန်တော်ရဲ့ခမန်းရလာကတော့2-0ဒါမှမဟုတ်3-1ဂိုးရလာနဲ့ဝေကွင်းရှင်အာဆင်နယ်ကပဲနိုင်ရဖို့ရှိနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ